အားလုံးပဲမင်္ဂလာပါဆင်မကတော့တစ်ချက်စင်တာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကတော့ဆင်မတို့ grade 12တွေအတွက်ရှင်းပြပေးမယ့်ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဒီ grade 12မှာဆိုရင် grade 12တင်ချဘာသာရပ်မှာဆိုရင်ပထမအဆုံးဖြေရမှာကတရားဘိုးဖြေရမယ်တရားဘိုးကိုတပုတ်မကြံဖြေရမယ်ပေါ့နော်အဲ့ဒါမှစာတွေကိုချက်တာ1 to 11ဒီရှိပါတယ်ချက်တာ1ကနေ11ဒီပေါ့နော်ကြည့်ရမှာဖြစ်ပါတယ်စတက်ခန်းလုံးကိုတင်ကြားရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာစာမလိုက်နိုင်ဘူးဆိုတဲ့လူတွေအတွက်ရှင်းပြတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်စာမလိုက်နိုင်ဘူးဆိုရင်ဘယ်လိုမျိုးတွေကြည့်ရမလဲအောင်မှတ်ဖို့အတွက်ဘယ်လိုကြည့်ရမလဲပေါ့အဲ့တော့အောင်မှတ်ဖို့အတွက်ကြည့်ပဲဆိုရင်ပထမအဆုံးချက်တာ1ချက်တာ1မှာဆိုရင်ဘယ်နှမှတ်ပါမှာလဲဆိုရင်ချက်တာ1ကစုပေါင်း7မှတ်ဖို့ပါမယ် section A B C D ပါမယ် section A မှာဆိုရင်3မှတ်တန်တပုတ်ပါမယ် B 2မှတ်တန်တပုတ်ပါမယ် C 3မှတ်တန်တပုတ်ပါပြီးတော့ D 5မှတ်တန်တပုတ်ပါမှာဖြစ်ပါတယ်အဲ့တော့ဒီချက်တာ1ကိုကြည့်ခြင်းအပြင်စမတို့ဒီသူဒီပေါ့နော်ချက်တာ1ကိုကြည့်လိုက်မယ်ဆိုရင်အများဖြည့်နိုင်ဖို့ရခိုင်တော့များတယ်အဲ့တော့နောက်ဆုံးမှာခက်တဲ့ပု္ပ္ပစာလေးဆိုရင်ဓာတမဂိမ်းနဲ့ထွက်တာမလို့ဓာတမဂိမ်းနဲ့မထွက်ချင်ဘူးဆိုရင်ဘယ်လိုတွက်မယ်ဆိုတဲ့ဟာလေးကိုဒါတိတိကျကျကြည့်မယ်ဆိုရင်ချက်တာ1ဒီရကိုရတယ်စတက်မှတ်ရမယ့်အခန်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်မချက်တာ1လုံးဝရွေးချယ်ရမယ်လို့တိုက်တွန်းချင်ပါတယ်ဒါပြီးရင်ကျွန်မတိုက်တွန်းချင်တာကတော့ချက်တာ10ပါချက်တာ10ကလည်း7မှတ်ဖြစ်ပါတယ်အဲ့တော့ချက်တာ10မှာဆိုရင်လည်းကျွန်မတို့ကသူ့ရဲ့ပုံနှိပ်ထဲဟာလေးတွေကိုကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်မတို့ဘာလာဖြေနိုင်တယ်ချက်တာလေးဖြစ်ပါတယ်သူကချက်တာလေးဖြစ်ပါတယ်ညံစမ်းနေပါရင်မေးရင်တော့မှဖြေနိုင်မဲ့ချက်တာလေးဖြစ်တော့ချက်တာ10ကိုရွေးချယ်ပေးရဖြစ်ပါတယ်ဒါပြီးရင်ချက်တာ7ခုနှစ်ဒီရှင်းမှတ်ဖို့ချက်တာ8ဒီ9မှတ်ဖို့တို့နှစ်ခုကိုပေါင်းပြီးတော့ရောဓမဝေးပြီးမေးတတ်ပါတယ်အဲ့တော့ကျွန်မတို့ကချက်တာ7နဲ့8ကိုလည်းကြည့်တင်ပါတယ် sin grade တွေsin တွေ trigono grade တွေဆွဲတာကလည်းတကယ်တမ်းကျတော့တွက်နီးဝတာတိမယ်ဆိုရင်ပုံဆွဲနီးဝတာတိမယ်ဆိုရင်အရန်ကိုလွယ်တဲ့ချက်တာလေးဖြစ်ပါတယ် law တွေ exponential တွေဆွဲတာကလည်းပုံဆွဲနီးကိုတိမယ်ဆိုရင်အရန်ကိုလွယ်တဲ့ချက်တာလေးဖြစ်တာမို့10မှတ်နဲ့9မှတ်ရမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကိုရွေးချယ်ဖို့ပြောပါလို့ပြောရင်တော့ဆရာမကချက်တာ9ရှိတ်တဲ့အခန်းပေါ့နော်ရှိတ်တဲ့အခန်းကိုရွေးချယ်ပေးမှာဖြစ်ပါတယ်ချက်တာ9မှာဆိုရင်ဘယ်ဟာကိုရွေးချယ်ပေးမှာလဲဆိုရင်ချက်တာ9မှာလည်းစုစုပေါင်းမနမှတ်ရှိမှာလဲ7မှတ်အဲ့တော့7မှတ်ဖို့ကိုရှင်းပြပေါ့နော်ရအောင်ယူရမှာဖြစ်ပါတယ်သူကဘယ်နားလေးကိုခက်တာလဲဆိုနောက်ပိုင်းလေးက application ပို့စာလေးတွေကညံစမ်းလေးမေးနိုင်တယ်ပေါ့အရှိရဟာတွေအကုန်လုံးကတော့ဘယ်လိုပဲဖြစ်ဖြစ်အကုန်ပေါ့နော်ဖြေနိုင်မှာဖြစ်ပါတယ်စုစုပေါင်း48မှတ်ရရင်အောင်မှတ်ဖို့အတွက်48မှတ်အခန်းကိုအရင်ကြည့်ရမှာဖြစ်ပါတယ်